ဖေသမီးတို့တာမီနဲ့ကိုကြည့်ပါအောင်ဖုန်းလေးလည်းခေါ်ပါဖေရဲ့ စိတ်မကောင်းစရာပဲနော် ဖုန်းလေးခေါ်ပါထိုင်းမှာရောက်နေတဲ့ဖေဘို့တို့အမီတို့ဖုန်းလေးခေါ်ပါအောင် ထိုင်းမှာရောက်နေရတဲ့သူ့ဖေက စားပြီလားတို့ရေကလောတို့မမေးလာရတော့ဖုန်းကလည်းမပြောတော့ဘူးလားခေါ်ပါဦးဖေရဲ့အမီဖေကိုဘာရင်းနဲ့သားပြီးတော့လို့မေးချင်လို့ပါအလုပ်လည်းစင်းလားလို့မေးချင်လို့ပါ သနာချက်ကြီးတယ်နော်စိတ်မကောင်းစရာတနာဖို့ကောင်းတယ် ဖေဘုံမပြောချင်တော့လို့လား ဖုန်းကိုမခေါ်တော့တာအနေမှာ ဖုန်းလေးဆက်ပြီးသမီးတို့ကျင်တတ်ပါလေဆက်ပါအောင်အဲ့ဒါနေ့လည်းခေါ်လေသမီးကချစ်လေပဲဒါမှပြန်လာခဲ့တယ်နော်ဖေနော်မင်းဆောက်လို့ ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုရေရှင်လောက်ရတဲ့အကြောင်းရင်းကဒီကလေးလေးကိုတနာတာလေးပါတယ်ပြီးတော့စိတ်မကောင်းဖြစ်တာလည်းပါတယ်ပေါ့နော်ဆိုတော့ကန်ကန်ရှင်ဖခင်အနေနဲ့ကိုကနောက်အိမ်အောင်ပြုတ်သွားတယ်ဆိုရင်တော့မှဒီလုံးဝအဆက်အသွယ်ဖြတ်တာလည်းမလုပ်ဘဲနဲ့ရတယ်မထောက်ပံ့ခြင်းဆိုတော့မှမထောက်ပံ့နဲ့ပေါ့နော်လုံးဝအဆက်အသွယ်ဖြတ်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့လက်ရှိအခုဒီကိုယ့်ရဲ့သားသမီးကိုအဆက်အသွယ်လေးတော့ဒါလုံးစေခြင်းတယ်ပေါ့နော်ဒါကျွန်တော်ကဘယ်လိုပြောမလဲဒီသားသမီးတယောက်အနေနဲ့ဒါဝင်ခံစားပြီးတော့ဒါစိတ်မကောင်းဖြစ်လို့တနာလဲတနာလို့ဝမ်းလဲဝမ်းနေရစရာကြီးမလို့ဒါကျွန်တော်ဝင်ပြီးတော့ပြောရခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုကိုကဘယ်လိုအကြောင်းရင်းနဲ့ပဲဖြစ်ဖြစ်ဘယ်လိုအကြောင်းရင်းနဲ့ပဲဖြစ်ဖြစ်ရှိနေပေါ့နော်လက်ရှိထိုင်းနိုင်ငံမှာရှိနေတယ်ထိုင်းနိုင်ငံမှာတက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင်ကိုယ့်ရဲ့သားသမီးကိုတော့နေ့တိုင်းမဟုတ်ရင်တော့မှတစ်ပတ်ကိုတစ်ခါနှစ်ခါလောက်လေးဆက်ပေးစေခြင်းတယ်ပေါ့နော်ဒါသူကလေးကတော့ဒါဘယ်လိုပြောမလဲဖုံးလေးဆက်ရင်ကိုသူကကျင်နဲ့ပါပြီဆိုပြီးတော့ပြောတာတော်တော်လေးလဲဒါစိတ်မကောင်းစရာဖြစ်ရတယ်ပေါ့နော်အဲကြောင့်ကန်ကန်ရှင်ဖခင်တယောက်အနေနဲ့ဟိုခုနကတော့ကျွန်တော်ပြောသလိုမထောက်ပံ့ခြင်းဘူးဆိုတော့မှမထောက်ပံ့နဲ့ဒါပေမဲ့တစ်ပတ်ကိုနှစ်ခါလောက်တော့ဖုံးလေးဆက်ပေးစေခြင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုချိန်မှာကြီးဒီမြန်မာနိုင်ငံမှာအရာခက်ခဲတွေဖြစ်နေရတယ်เนาะခက်ခဲဖြစ်နေတဲ့အချိန်မှာအခုကိုယ့်ရဲ့သားသမီးတွေဒီလိုမျိုးဒုက္ခတွေမှာရောက်နေတာရောတော့ဒါဘယ်လိုမျိုးစိတ်နဲ့ကြည်ရတာလဲပေါ့เนาะဆိုတော့ဒီမိသားစုတွေကြားထဲမှာပြီးတော့သူတို့လင်မယားရဲ့ကြားထဲမှာဘယ်လိုတွေအကန့်အသတ်တွေရှိမယ်ဘယ်လိုတွေပြဿနာရှိမယ်ဆိုတာတော့ဒါကျွန်တော်မသိဘူးအဲ့ဒါလည်းကျွန်တော်မသိချင်ဘူးဒါပေမဲ့ကျွန်တော်ကဂျားတွေကနေပြီးတော့ဒါကလေးလေးအစားဒါကျွန်တော်စိတ်မကောင်းဖြစ်လို့ဝင်ပြီးတော့ဒါကျွန်တော်ပြောရခြင်းဖြစ်တယ်ပေါ့နော်ဟောဒီကလေးလေးရဲ့ဖိတ်နဲ့ပေါ့နော်ဒီကလေးလေးရဲ့မိသားစုနဲ့ဟိုတိတဲ့လူတွေနီးစပ်တဲ့လူတွေလည်းဒီကလေးလေးရဲ့ဒီဖခင်ဟိုတစ်စိတ်တော့ဒါဟိုလုပ်ပေးစေခြင်းနဲ့ဒီအကူကြီးလေးလှမ်းပြီးတော့ပေးစေခြင်းနဲ့ပေါ့နော်မင်းသမီးလေးကတော့ဒီလိုဖြစ်နေတယ်ဒီလိုပြောနေတယ်ကလေးလေးတော့ဆက်သွယ်လုပ်ပါအောင်ဘာညာပေါ့ဟုတ်တယ်မလားကိုကလင်မယားချင်းပြန်မပေါင်းချင်ဘူးဆိုတော့မပေါင်းနဲ့ဒါပေမဲ့ကလေးရဲ့မျက်နှာလေးကိုထောက်ထားပြီးတော့ကလေးစီကိုတော့ဒီလိုမျိုးဖုံးလေးတစ်ပတ်ကိုနှစ်ခါလောက်မကြလေးအဲ့လိုမျိုးလေးဆက်ပေးစီခြင်းတယ်ပေါ့ဗျာဟိုဒါကလေးလေးတယောက်ရဲ့တောင်းဆိုမှုလေးနော်ကလေးတယောက်ရဲ့ရင်ထဲမှာနာကျင်မှုတွေပါသွားရင်လည်းမကောင်းပါဘူးအားကြောင့်ဒီဗီဒီယိုလေးကိုပဲမြင်လို့ပဲဖြစ်ဖြစ်ကလေးလေးရဲ့မူရင်းဗီဒီယိုပဲမြင်လို့ပဲဖြစ်ဖြစ်နောက် share တဲ့လူတွေကပဲမြင်သွားလို့ပဲဖြစ်ဖြစ်ကိုယ့်အနေနဲ့ဒီကိုယ့်ရဲ့သားသမီးလေးကိုဖုန်းလေးကိုဆက်ပြီးတော့အဆက်အသွယ်လေးလုပ်စေချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဂျားရတဲ့စိတ်မကောင်းဖြစ်လို့ဝမ်းနည်းစရာကောင်းလို့မို့ကျွန်တော်ကလာပြီးတော့ပြပြတာပါအားလုံးပဲအဆဆရရအဆင်ပြေပါစေเนาะကောင်းသောအရာများကြုံတွေ့နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကဒီလောက်ပါပဲเนาะအားလုံးပဲတတ်တာပါ